ဒီနေ့ပါလဲဆိုရှင်ခုနဒီကျမ်းပိုက်လေးကဒီနေ့ဒီညမှာရှိတဲ့ချက်တဲ့ညီကိုမောင်နှမတွေပေါ့နော်အတွက်ဖခင်သခင်ကပေးတာတော့ကျွန်တော်လည်းခွန်အားရလူဆိုတာကလူဆိုတဲ့အတိတ်ပဲကတော့လူပဲပေါ့နော်ပြောမယ်ဆိုတော့လူဆိုတာကဘာလဲဆိုရှင်အခုဖခင်သခင်ကကျွန်တော်တို့ဒီလောကမှာဒီနေ့အသက်ရှင်ခွင့်ပေးရတာအချင်းကြီးသူမထားပါဘူးနော်ခုနညင်ဥစွာနေပါဆိုကြဲကူကလူကနော်သူကဘာလို့တိုက်ပွဲအတွက်မွေးဖွားလာတာဖြစ်တယ်နော်အဲ့ဒါကြောင့်ဘာလို့ဆိုရင်ညင်ဝတ်ဖို့အမြဲတမ်းသူကပြောနေရတာဖြစ်တယ်နော်အဲ့ဒီညင်ဝတ်စွာနေလို့နော်ပြောတာတကယ်ဒီနှုတ်ကပတ်တော်ဆောက်ပါနော်ကျမ်းပိုက်လေးကကျွန်တော်စဉ်းစားတဲ့ခါမှာပထမကျွန်တော်တို့မပါဘူးလားဘာလို့ကျွန်တော်ပြင်းတဲ့အတွက်ကြောင့်ပေါ့နော်ပြင်းတဲ့လူဆိုရင်ညင်ဝတ်စွာနေပါဆိုရင်တွားပြီးပေါ့ဟုတ်လားဟိုကလည်းခုနဘာလဲပြင်းကြီးချင်းတစ်စက်စက်ကြတဲ့လူကညင်ဝတ်စွာနေပါတော့ပြောရင်တော့ဟာမလဲတော့နော်ဒါပါဆိုရင်ပြင်းတဲ့လူတွေတော့မပါဘူးဖြစ်တယ်နောက်တစ်ခုကဘာလို့ဆိုရှင်ဖျားသခင်ပြင်ဆင်ပေးတဲ့ပြေးလမ်းပေါ်မှာပြေးနေရတဲ့အပြေးသမားရဲ့ဘိုးအနေနဲ့မခံရတဲ့လူကတော့ဒီချမ်းပိုက်ကသူနဲ့မဆိုင်ဘူးဖြစ်ပါတယ်လို့နော်တခါပြန်ကျွန်တော်ပြန်ကြည့်တဲ့အခါမှာဝိညာဉ်တိုက်ပွဲထဲမှာမရှိတဲ့လူကတော့ညင်ဝတ်စရာအဲ့ဒီစကားသူနဲ့ဆိုင်ခြင်းမှာဆိုင်မှာဖြစ်တယ်နော်ဒါရပါဖြစ်လို့ဆိုရှင်ညင်ဝတ်ဖို့စကလုံးရဲ့အရှိမတော့ပါလို့ဆိုရင်အဲ့ဒီတိုက်ပွဲတွေရှိတယ်ရန်သူတွေရှိတာဖြစ်တယ်ရန်သူမရှိတဲ့လူတိုက်ပွဲမရှိတဲ့လူဘဝမှာတကယ်ပဲအမှောင်ဆုံးအချိန်မှာမရောက်သေးတဲ့လူတွေတော့ညင်ဝတ်စွာနေပါတော့ပြောရင်တော့ခုနအတိတ်ပဲမရှိပါနော်သို့တော့ကျွန်တော်တို့ဘုရားသခင်ကကျွန်တော်တို့ကပါလို့ဆိုရင်သူကသူ့ရဲ့သားသမီးဖြစ်တယ်ဆိုတာကိုဘုရားသခင်ကိုယ်တိုင်ကအတိအမှပြုခြင်းတယ်ငါကဘုရားသခင်ဖြစ်တယ်ဆိုတာတိမှတ်ဖို့အတွက်သူကပါလို့ဆိုရှင်အရှိမကဲသူကပါဆိုရင်သူဟိုစားပါနော်ပြင်ဆင်ပေးတဲ့အရာလေးတွေရှိတယ်အဲ့ထဲထဲမှာသူသူ့နဲ့အတူရှောက်လံဖို့အတွက်ဖြစ်တယ်တိုးတော်လည်းပဲဘုရားသခင်ကကျွန်တော်တို့ကိုပြေးလမ်းပေါ်မှာတင်ထားပြီးမြဲသူ့ရဲ့အကျင့်စီတော်ကကျွန်တော်တို့ကောင်းဖို့အတွက်ဖြစ်တာဖြစ်တယ်ဟာလေလုယာနောက်ကျွန်တော်ကြည့်တဲ့အခါမှာဗာတွေ့ရလဲဆိုလို့ရှိရင်ကျမ်းစာထဲမှာကျွန်တော်ကြည့်တဲ့အခါမှာပေါ့နော်ဟိုကျမ်းစာဖတ်တယ်လည်းအားလုံးသိတယ်ရန်သူနဲ့ပတ်လဲဝိုင်းတဲ့အချိန်မှာခုနကတချင်းဆိုတဲ့အခါမှာလည်းရန်400တွေ့လိုက်ရနော်ရန်သူလို့ရှိမှာရန်သူနော်တချင်းတစ်ပုတ်မှလည်းကျွန်တော်တွေ့ရန်သူများဝိုင်းနေတော့လေနော်အဲ့တချင်းကျွန်တော်ပထမကျွန်တော်ဆိုမလားလို့ပေါ့နော်ဒါပေမဲ့ဆိုတာအမျိုးသမီးဖြစ်တဲ့ကြောင့်ကျွန်တော်မဆိုတော့ပဲအဆိုတော့မဆိုတာတဲ့ကြောင့်အဆိုတော့တော့ယောက်ျားလေးပြန်ဆိုရင်အဆင်မပြေဘူးနော်ရန်သူများဝိုင်းဟုတ်လားရှိလားမသိနော်အဲ့ကြားဘူးတယ်ပြောတာရန်သူများဝိုင်းရန်ထားတော့လေတဲ့နော်ငြိမ်ဝတ်တယ်ဘုရားရဲ့အကြံစီတော်ကမဆိုရင်နော်ကောင်းမြတ်တဲ့အတွက်ကြောင့်ဝမ်းသာစရာဖြစ်ပါတယ်ကွနော်ဆာလ23ကျွန်တော်အားလုံးအလို့ရတာဖြစ်တယ်နော်ရန်သူတို့ရှေ့မှာကျွန်တော်ဖို့ပါဖြစ်တယ်အိုးစာပွဲကိုခင်လာပြီတယ်အဲ့ဒီလောက်ထိဘုရားသခင်ကြံစီထားတဲ့အကြံစီတွေမှာကျွန်တော်အသက်ရှင်ရခြင်းဒီမငြိမ်ဝတ်ပဲနဲ့နော်ဘုရားရခတ်နေမယ်ဆိုရင်ဒီသမင်းဝိုင်းကနော်အရသာရှိမှာမဟုတ်ဘူးအဲ့ဒါကိုကျွန်တော်နားရရတာဖြစ်တယ်လို့နော်ကျွန်တော်တို့ကျမ်းစာထဲမှာကျွန်တော်ကြည့်တဲ့အခါမှာပထမတော့ကျွန်တော်နားမလည်တာရှိတယ်ပါနော်။ဘာလဲဆိုရှင်ကျွန်တော်တို့ကရင်ကျမ်းစာမှာကျွန်တော်ကြည့်တဲ့အခါမှာအိုခုတ်ကလနော်ငြိမ်ဝတ်ဆိုတာဒီညမှာသူဘလို့ငြိမ်ဝတ်ဆိုတာနေခိုင်းလဲဆိုရှင်ခုနဆရာတို့တဲဟုတ်တာပါနော်။ပြောပြတာဖြစ်တယ်။ဘောရဲ့ဟိုတာပါနော်ဆင်းရဲဒုက္ခမှုတွေကိုကြောင့်လည်းဖြစ်တဲ့ဆင်းရဲဒုက္ခတာရှိသလိုပါနော်။နောက်တစ်ခုကဘာလဲဆိုရှင်ဒီခရစ်တော်ရဲ့တရားကြောင့်ခရစ်တော်ရဲ့တရားစကားကြောင့်ခရစ်တော်ဘုရားသခင်သားသမီးဖြစ်ရတဲ့အတွက်ကြောင့်နော်ဖြစ်လာတဲ့ပေးလာတဲ့ရင်ဆိုင်ရတဲ့ဆင်းရဲဒုက္ခတွေရှိတယ်နော်အဲ့ဒီထဲမှာကျွန်တော်တို့ကဘာလို့ဆိုရင်အိုဟုတ်ကလေးနော်အဲ့ဒီမှာကျွန်တော်တို့ကညီဝတ်စွာနေရမယ်အဲ့ဒီမှာဘာလို့ဆိုရင်ဒီဆင်းရဲခြင်းညီဝတ်ခြင်းကိုဒီနေ့အထက်မှာရှိတဲ့ဖယားရှိတယ်ဆိုတာသူကဘာလို့တတိယစီကိုအတွက်သူပြောတာဖြစ်တယ်နော်တော့တင်ရလို့ယမီရွာတကရွာတယ်နော်ရွာတကေးတဲ့နော်ငါကဖယားဖြစ်တယ်ဆိုတာတိကိုတိခိုင်းတာဖြစ်တယ်ဒါရောက်ပါလို့ဆိုရင်ကျွန်တော်တို့ကရင်မှာဆိုရှင်ဘာပြောလို့ဆိုရင်ကရင်တွေကတဲ့ဥစားပါနော်အုပ်ဆိုးမယ်ဘာနဲ့အုပ်ဆိုးမယ်ဆိုရင်ဖယားနဲ့အုပ်ဆိုးမှာဖြစ်တယ်သို့တော့အခုအဲ့ဒါပြောင်းနေပါနော်တကယ်တည်းကျတော့ဘာလို့ဆိုရှင်
ဖះနဲ့သွားလာဖို့ဖះနဲ့အတူဖះရဲ့အုပ်ဆိုခြင်းမှာဝန်ခံနာခံပြီးတော့သွားဖို့အဲ့ဒါမှဖះအုပ်ဆိုခြင်းမှာကျွန်တော်တို့ကအတူခံစားရမှာဖြစ်တော့ပါနော်နောက်တစ်ခုကအဲ့ကင်စကားထဲမှာဆိုရုပ်ကိုထော်ထောအဲ့မှာထော်ထောဆိုဒီမှာကင်ရဲ့စုပါတော့နော်ထော်ထောဆိုတဲ့စကားလုံးကသူကဘာလဲဆိုရှင်နော်သူကဘုံကြီးတဲ့ဖះဖြစ်တယ်ဆိုတာဘုံကြီးတယ်သူကဘာလို့ဆိုရင်အရာခတ်သိမ်းကိုပိုင်တယ်အရာခတ်သိမ်းကိုအုပ်ဆိုးတဲ့ဖះဖြစ်တယ်ဆိုတာတိဖို့အတွက်သူကဒီတိုက်ွယ်လေးသူပြရဖြစ်တယ်အခက်ခဲလေးတွေရင်ဆိုင်တဲ့ခါမှာဖះရဲ့ဘုံကြီးချင်းကိုကျွန်တော်မြင်ဖို့အတွက်အဲ့ဒါဝန်ခံနိုင်ဖို့အတွက်သူကပါဆိုရင်ပြင်ဆင်ပေးတယ်ဆိုတာတွေ့ရတယ်ဆိုတာတွေ့ရတော့နော်နောက်ကျွန်တော်လောကမှာနေတဲ့ခါမှာလေတစ်ခါတည်းမှာဘာဖြစ်လို့ဆိုရှင်ဒီဖះရဲ့နိယာမှာကျွန်တော်နားမလည်တဲ့ခါမှာတော့ကျွန်တော်တို့တော်တော်လေးဒုက္ခရောက်တော့နော်ဒီကျမ်းပိုင်းနဲ့အတူပေါ့နော်ကျွန်တော်ခံစားရတဲ့အရာတစ်ခုရှိတယ်ခုနဆရာလည်းတသိခံတဲ့ခါမှာဆရာပြောတဲ့ခါမှာလည်းဘာတစ်ခုဘာလဲဆိုတော့ဘလို့ဟိုကြောက်ပါနော်ဟိုတို့ထိမိလေပေါ့နော်တခင်ရှုခရစ်တော်ကဘာပြောလဲဆိုရင်တင်တို့ကတဲ့ဘာဖြစ်လဲတင်တို့ကငါဒီစပြည့်နွယ်ပင်ဖြစ်သည်တင်တို့ကအကိုင်းဖြစ်တယ်အကိုင်းဖြစ်တော့ပေါ့နော်အဲ့ဒီအကိုင်းကသူ့နဲ့မဆက်လို့ရှိရင်တဲ့ကျွန်တော်ဘာမှမပြုတ်နိုင်ဘူးနော်ဒီညမှာကျွန်တော်တို့ကပါဆိုရင်ကျွန်တော်ဘာစဉ်းစားလဲဆိုဒါတော့ဒါစဉ်းစားတော့ပေါ့နော်တိုးတော့ကျွန်တော်ဘယ်လိုစဉ်းစားမိလဲဆိုလို့ရှိရင်ကျွန်တော်ကစပြည့်နယ်ရဲ့အကိုင်းဖြစ်တယ်အဲ့ဒီအကိုင်းကပင်စီဖြစ်တဲ့ခရစ်တော်နဲ့မဆက်ထားဘူးမပတ်ပေါ့နော်မတီထားဘူးဆိုရင်နော်မတီထားဘူးဆိုရှင်အပြင်ကရန်သူကကျွန်တော်တို့နိုင်မှာဖြစ်တယ်နော်ကျွန်တော်ပြန်စဉ်းစားတော့ခရစ်တော်နဲ့ကမတီတဲ့အကိုင်းအခက်ဆိုရင်တော့အပြင်ရဲ့ပြောကဒီနော်ယောဂပုံမားတွေကပါဆိုရင်တစုံတစ်ခုပေးနိုင်တာဖြစ်တယ်နော်ဘာပါဆိုရင်ပျက်စီးခြင်းကိုပေးနိုင်တာဖြစ်တယ်ဒါခရစ်တော်ထဲမှာကျွန်တော်ရှိတယ်ခရစ်တော်နဲ့ဆက်နွယ်နေတယ်ဆိုရင်နော်အပြင်ကပါလဲဆိုရှင်အန်ဒီရှိမဲ့အရာတွေကျွန်တော်တို့ကိုပျက်စီးစေမဲ့အရာတွေကျွန်တော်တို့ကိုခိုးယူမဲ့အရာတွေကလုံးလို့ရမှာမဟုတ်ဘူးနော်တခါတည်းမှာကျွန်တော်တို့ကဆိုဝိညာဉ်ရေးရအောင်ပေါ့နော်တချို့အောင်ဆိုရင်ဒီဘာလဲဆိုတော့ပကြီကားတွေနောက်တစ်ခုကဆုံးသွားတဲ့ဘိုးဘွားတွေရဲ့ရုပ်ပုံတွေပေါ့နော်အဲ့ဒါထားလို့ရှိရင်တခါကြပါဆိုအဲ့ထဲကနေပြီးမှဘာလဲဆိုတော့ဝိညာဉ်တွေမကောင်းဆိုးဝါးတွေလာတတ်တယ်လို့ပြောကြရုပ်ရှင်မှာလည်းကြည့်တော့သူအဲ့လိုမရှိတော့ဘူးသို့တော့တင်ကဘုရားသားသမီးဘုရားရဲ့စကားကတင့်ထဲမှာအသက်ရှင်တယ်တင်ကိုယ်တိုင်လည်းဘုရားနဲ့အတူသွားလာတယ်ဆိုရင်သူဘာမှကျွန်တော်လုပ်လို့မရအောင်ဖြစ်တယ်အာမင်နော်အဲ့ဒါကြောင့်ပါဆိုရင်ဘုရားကိုကျွန်တော်သိမှတ်ဖို့အတွက်ပြောတာဖြစ်တယ်ပေါ့နော်ဘယ်တော့မှဖြစ်လဲဆိုရင်ကျွန်တော်တို့ကခရစ်တော်နဲ့အတူခရစ်တော်နဲ့မဆက်မိရင်ကျွန်တော်တို့ဘာမှမတတ်နိုင်သလိုခရစ်တော်နဲ့ကျွန်တော်တို့ကမဆက်ထားဘူးဆိုရင်အပြင်ကရန်သူကကျွန်တော်တို့ကိုနိုင်သွားမှာဖြစ်တယ်ဒါကျွန်တော်တို့ဘာလို့ဆိုရင်ပြန်စဉ်းစားကြည့်တယ်ပေါ့နော်နောက်တစ်ခုကဘာလို့ဆိုရှင်အကိုင်းဆိုတာကဒီညမှာကျွန်တော်တို့အသီးသီးဖို့ပဲနော်အသီးမသီးဖို့တော့ပြောတာမဟုတ်ဘူးနော်အသီးသီးရမှာဆိုတော့မှန်တယ်သို့တော့သခင်ယေရှုခရစ်တော်ပြောထားတဲ့အရာတွေရှိတယ်တင်တို့ကိုတဲ့လောကီသားလောကသားတွေကဘာဖြစ်လဲမုန်းမယ်တဲ့တင်တို့ကမမုန်းဘူးငါ့ကိုအရင်မုန်းမယ်လာနေပြီအဲ့ဒါဘာလို့ဆိုရင်ကျွန်တော်တို့ငြိမ်ဝတ်စွာနေရမယ့်အပိုင်းတွေရောက်လာပြီနော်ဒါကြောင့်ဘာလို့ဆိုရှင်အရှိပိုင်းမှာသူပြန်ပြောတယ်တင်တို့အကိုင်းကျွန်တော်တို့ကခရစ်တော်နဲ့ဆက်ဆိုင်တဲ့လူတွေဖြစ်တဲ့ကြောင့်ခရစ်တော်နဲ့တည်တဲ့အကိုင်းတွေဖြစ်တဲ့အတွက်ကြောင့်အသီးသီးမှာဟုတ်တယ်လို့နော်တကယ်တော့ဘုရားကြီးကဘုန်းတော်ထင်ရှားဖို့ပေါ့နော်ဟုတ်တယ်လို့နောက်တစ်ခုပါဆိုရင်အချင်းချင်းချစ်ဖို့အတွက်အဲ့ဒါလည်းပါတယ်အကိုင်းနဲ့အခုအချင်းချင်းမချစ်ဘူးလို့ပြောပြီးဆိုရင်အချင်းချင်းမချစ်နိုင်ဘူးဆိုရင်ကိုကခရစ်တော်နဲ့ဆက်နေတဲ့အကိုင်းလားဆိုတာပြန်ပြီးတော့မြင်ဖို့လိုတာဖြစ်တယ်မြင်ဖို့ဆိုတာနေပါလို့တခါပြောမယ်ကိုတိုင်ကနော်အဲ့အကိုင်းထဲမှာမဆက်ကြဘူးဆိုရင်တိတ်နာလိမ့်မှာမဟုတ်ဘူးနော်ဒါကြောင့်ပါဆိုရင်ခရစ်တော်နဲ့ဆက်နေတဲ့စပြည့်နေပြီအကိုင်းမှန်ရင်အကိုင်းချင်းချင်းကပါပြီလေချစ်ကိုချစ်အောင်မှာဖြစ်တယ်เนาะကျမ်းစာထဲမှာလည်းကျွန်တော်ဆိုရင်ငါဒီတင်တို့ကိုချစ်တကယ်လို့တင်တို့အချင်းချင်းချစ်ကြလို့ဆိုတဲ့ပညာကိုငါပေးတယ်တဲ့နော်ဒါကြောင့်ပါဆိုရင်ဒီနေ့အချင်းချင်းကချစ်ခဲ့မယ်ဆိုရင်နော်အကိုင်းထဲမှာအကိုင်းအချင်းချင်းကချစ်ကြမယ်ဆိုရင်နော်ဘလောက်ဝန်စားကြကောင်းတယ် peace ဖြစ်တယ်ပေါ့နော်ဒါပါလို့ဆိုရှင်အကိုင်းအချင်းချင်းကမချစ်တဲ့ကြောင့် peace မရှိဘူး peace မရှိတဲ့အတွက်ကြောင့်
နော်အိုခုကလည်းမဖြစ်တော့နော်တခါအဲ့လိုမျိုးညိတိနေမှုမရှိဘူးညိတဲ့မှု peace မရှိဘူးနော်ဒါကြောင့်အချင်းချင်းချစ်ချင်းဒီအချင်းချင်းဆိုတာကိုနဲ့အစဉ်ပြေတဲ့လူနော်မချစ်မယ်ဆိုတာအဲ့လိုမျိုးပေါ့နော်သင်ကယေရှုခရစ်တော်နဲ့ဆက်နေတဲ့အကိုင်းမှန်တယ်ဘုရားရဲ့သားသမီးမှန်တယ်အိမ်တော်သားမှန်တယ်ဆိုရင်တော့ဘာဖြစ်လဲဆိုရှင်ချစ်ဖို့လိုအပ်တယ်နော်ဒါကွမနေ့ကျွန်တော်မော်တိုကျွန်တော်ဆိုတဲ့အခါမှာအချင်းချင်းနော်အချင်းချင်းတယောက်နော်ဘလို့နှိမ့်ချမယ်ဘလို့ချစ်ရမယ်ဘလို့တိကမ်းမယ်တယောက်ဘလို့နော်ပါတော့ဗောနော်ခတ်သုံးလုံးပေါ့နော်တကယ်တော့အဲ့ဒီဟာမရှိတဲ့ခါမှာတဲ့နော်အတင်းတော်ထဲမှာညီဝမှုမရှိဘူးနော်ညီဝမှုမရှိတဲ့အတွက်ကြောင့်ယန်သူစာတန်ကလည်းဘာဖြစ်လဲစာတမာနကလည်းကျွန်တော်တို့ကိုဥစ္စာလှုပ်လာနိုင်တယ်ဥစ္စာပေါ့နော်ဒုက္ခပေးလာနိုင်တယ်ကျွန်တော်တို့ရဲ့အသက်တာထဲမှာအချိန်ကြီးကိုးမယ်ကျွန်တော်တို့ရဲ့ဘုရားကိုဒီနေ့ကိုယ်ဝတ်စိတ်ကမဲ့အရာတွေအားလုံးကျွန်တော်ဘုရားသခင်နဲ့ပတ်သက်ပြီးဘုရားစကားကိုရှင်းပြအောင်မေးဖို့တန်ရှင်တော်ဝင်းတို့နေရာပေးဖို့အဲ့ဒီအရာတွေအားလုံးကိုသူကပါဖြစ်လေခိုးယူဖြစ်စီမှာဖြစ်တယ်နော်ဒါကြောင့်ကျွန်တော်တို့ဒီနေ့ဒီညမှာကျွန်တော်တို့ရောက်နေရခြင်းကနော် peace people တက်ဖြစ်တယ်ညမပြည်မှာကျွန်တော်တို့ပါဆိုနေတဲ့အခါမှာညမပြည်သူပြည်သားတွေ peace ရဖို့အတွက်ကျွန်တော်တို့ကစမှာဖြစ်တယ် hallelujah နော်အချင်းချင်းကျွန်တော်တို့ကခရစ်တော်ထဲမှာဆက်နေတဲ့အကိုင်းမှန်တယ်ဆိုရင်အချင်းချင်းချစ်ရအောင်နော်ကျွန်တော်တို့အချင်းချင်းချစ်တဲ့ခါမှာတဲ့သူတစ်ပါးတွေကကျွန်တော်တို့ဘယ်လိုတွေ့မလဲနော်ကျန်စာဖတ်တဲ့လူတွေသိတယ်နော်တင်တို့အချင်းချင်းချစ်ကြတဲ့အတွက်ကြောင့်တဲ့နော်ကျန်စာပြန်ရှာဖတ်ကြည့်ရအောင်နော်ဘာတွေရှိလဲနော်အချင်းချင်းမချစ်နိုင်တဲ့အတွက်ကြောင့်အချင်းချင်းတယောက်တည်းမနှိမ့်ချနိုင်တဲ့အတွက်ကြောင့်အချင်းချင်းအပြစ်ကိုမလွတ်နိုင်တဲ့အတွက်ကြောင့်ဒီနေ့ဘာဖြစ်လဲဆိုရင်ခုကလို့နော်ပြောနေရတာဖြစ်တယ်နော်အဲ့ဘာလို့ဆိုရှင်ကျွန်တော်ရဲ့တက်တာထဲမှာဖခင်သခင်ကနော်လူမျိုးတို့တွေငါဘုံပွင့်မယ်ဆိုတာသူပြောနေတယ်ဆိုတာငြိမ်သက်မှုကျွန်တော်တို့ကဘာဆိုရင်ငြိမ်သက်မှုကျွန်တော်တို့တက်တာထဲမှာမတွေ့ဘူးဆိုရင်ဘုံပွင့်မှုအတွက်နော်ဘယ်လိုလုပ်မလဲတို့တော့ဖခင်သခင်ကလူမျိုးတွေမှာဘုံပွင့်နိုင်တယ်ဆိုတာပြောနေတာပဲအဲ့ဒါကျွန်တော်သိဖို့အတွက်ပြောနေတာဖြစ်တယ်နော်ဒါကြောင့်ကျွန်တော်တို့ရန်သူများဝိုင်းရန်တော်လေနော်တင်မင်းအေးလွမ်းဖို့တော့ကြိုက်ခဲ့သူရှောက်သွားရတော့လေနော်အဲ့ညမှာဒီနေ့ဘုရားသခင်ကျွန်တော်တို့အတူရှိတယ်ဒုက္ခဆင်းရဲထဲမှာရောက်လို့ကြဲပါမဟုတ်ဒုက္ခဆင်းရဲထဲမှာဖြတ်နေရတဲ့အချိန်ပင်သူကကျွန်တော်တို့အတူရှိတဲ့ဘုရားဖြစ်တယ်ဟာလေလုယာနော်အဲ့ဒါလို့တိမတ်ဖို့ဒီနေ့သူကလည်းပါဆိုကျွန်တော်တို့ကိုအမြဲတမ်းသူကဆန်စစ်ပေးနေတာဖြစ်တယ်နော်ဒါကြောင့်ကျွန်တော်တို့ညီဝတ်ချင်းရှိပါနော်ဘယ်တိုက်ပွဲဆိုတာဝိညာဉ်တိုက်ပွဲကျွန်တော်ရဲ့ဘဝမှာရှိတဲ့ဥစ္စာပေါ့နော်စာဝတ်နေရင်အတွက်ရုန်းကန်လှုပ်ရှားတာရှိတယ်နောက်တစ်ခုကပဲဆိုရင်ခွင့်မလွတ်နိုင်တဲ့အရာတွေရှိတယ်ကျွန်တော်တို့ညီကိုချင်းတဲ့တခါကျရင်မပေါင်းဖက်နိုင်တဲ့အရာတွေရှိတယ်မိသားစုအိမ်တော်ထဲမှာဒီနေ့မငြိမ်မိုးရှိတဲ့အရာတွေဒီနေ့ပါလို့ဆိုရင်ဖယားကိုဒီနေ့ကျွန်တော်တို့ပါလို့ဆိုရင်ဖယားကရခတ်သိမ်းတတ်နိုင်တယ်ဖယားသားသမီးတွေဖြစ်တဲ့ကြောင့်ဖယားအကြံစီတွေကိုကျွန်တော်နားလည်ဖို့အတွက်ဖြစ်တယ်နော်ခုနဆရာလည်းပြောသွားပြီဖြစ်တယ်ဘုရားသခင်အကြံစီကကျွန်တော်တို့အတွက်နော်ဒုက္ခရောက်တဲ့အကြံစီတစ်ခုမှမဟုတ်ဖယားနဲ့ပတ်သက်လိုက်ကျွန်တော်အရှုံးတစ်ခုမှမရှိဘူးဆိုတာကျွန်တော်တို့နားလည်ဖို့ရတဲ့ဖြစ်ပါတယ်လို့နော်နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်လဲဆိုလို့ရှိရင်ဆရာလည်းပြောထားပြီးတော့နော်ဘုရားသခင်အကြံစီကိုကျွန်တော်ယုံမှုဖြစ်တယ်လို့ဒီနေ့ဘုရားသခင်အကြံစီကိုကျွန်တော်ခံစားဖို့လည်းလိုတယ်နော်ယုံကြည်ပြီးမှအခါကျမှမခံစားရဘူးဆိုရင်ဒီနေ့ယုံကြည်ပြီးမှခံစားဖို့အတွက်လည်းပြောပြချင်ပါတယ်လို့နော်နောက်တစ်ခုကဘာလို့ဆိုရင်ခုနကကျွန်တော်တို့ပြောတဲ့အထက်မှာလည်းဘာလို့ဆိုရှင်ခါတည်းမှာကျွန်တော်မိကုန်းဘုရားသခင်ကိုကျွန်တော်အမြဲတမ်းခါကြကျွန်တော်ကိုယ်တိုင်လည်းမိကုန်းထုတ်ပြီးတော့မှဒီလောက်မှလောက်ဆောင်ပေးတာဒီလောက်မှကျွေးမွေးတာဒီလောက်မှပေးတာဒီလောက်မှဥစ္စာဘာဖြစ်လို့လဲကိုတော့ဘာဖြစ်လဲနော်အဲ့လိုမျိုးပေါ့နော်အဲ့ဒါခါကြတော့ပါဆိုရင်ဘုရားရဲ့အကြံစီတော်ကဘယ်လိုရှိလဲဆိုတာဟောတာပေါ့နော်ဘယ်လိုပြောမလဲဆိုရင်ခံစားဖို့အတွက်အခြေအနေတွေပြီးလာတယ်ဆိုတာနားလည်ဖို့ဥစ္စာမျှော်လင့်ဖို့အတွက်ဖြစ်တော့ပေါ့နော်အဲ့ဒါနဲ့ကျွန်တော်ဒီအရာလေးနဲ့ပေါ့နော်အနေငယ်ခွာပေးခြင်းတယ်နောက်တစ်ခုကလည်းကျွန်တော်စဉ်းစားရတယ်ကလားဆရာအကူကဒီအတင်းတော့မှမရှိတော့ဆိုရင်ဘယ်လိုဒါဥစ္စာကိုညင်ဖို့ပုံအဲ့လိုကအဲ့လိုတကယ်ဘာမှမဆိုင်ဘူးနော်တိုးတော်လည်းပဲနော်ညင်ဖို့တစ်ခုခံစားရတာရှိတယ်နော်အဲ့ဒါပါလေဆိုတော့နော်
အဲ့တော့မပြောပါဘူးနော်ခံစားရတာရှိတယ်တောင်သိရတဲ့ခါမှာညင်ဝတ်သွားတော့အေးငါတို့လည်းမရှိဘူးဆိုရင်ဒီအတင်းတော့ကိုဘယ်လိုကြည့်မလဲအဲ့မျိုးကနော်ခဏကြာတိုက်ပွဲတွေပေါ့နော်ရှိလာကြပြီးတော့တခါတည်းကွဲပြားလို့မျိုးဖြစ်ကြမှာတို့တော့ဘုရားသခင်ရဲ့အကြံစီတော်တော့နော်အတင်းတော်အတွက်ကျွန်တော်တို့သူ့သားသမီးတွေတော့အကောင်းဆုံးဖြစ်တယ်ဆိုတာတော့ဝန်ခံနိုင်ခဲ့တယ်နော်ဒီကနေ့ဒီချမ်းပိုက်လေးကပြောညင်ဝတ်လည်းရှိတော့ငါဘုရားသခင်တိမှတ်ကြတော့လူမျိုးတွေကဘုံပွင့်မယ်မြေကြီးပေါ်မှာဘုံပွင့်မယ်ပြောတဲ့အခါမှာအော်နော်နားလေသွားတယ်နော်အဲဒါကြောင့်ဗာရခတ်တဲ့အားလုံးဟာဘုရားသခင်လက်ထဲမှာရှိတယ်ဘုရားသခင်သားသမီးဆိုရင်ကြီးငယ်ရုပ်လက်မျိုးအကုန်လုံးသူရပါတယ်ဆိုရှင်ကလန်နာပြီးသားဖြစ်တဲ့ကြောင့်ဝမ်းသာဖို့ပဲဖြစ်တယ်ချီးမွမ်းဖို့ရန်အတွက်ဖြစ်ပါတယ်ဆိုတာဒီနောက်ဆုံးနဲ့အနည်းဆုံးပြောချင်တယ်အားလုံးဘုရားသခင်ကောင်းချီးပေးပါစေ